ဟုတ်တယ်ချင်းအေမိုင်းဆန်းရဲ့မတူရဲ့ဇင်ရင်ဖြစ်ပါတယ်အဲ့တော့ပထမဆုံးဇင်အရင်ပြလိုက်မယ်နော် ဟုတ်ကဲ့ အတူသေးချာကြည့်ရောလာဘူးကြီး ဘာလေးရွေးမလဲမိုင်းဆန်းနဲ့မတူတစ်က နံပါတ်ကြိုက်လဲ ခဏလေးရေးချင် ကြိုက်တာရွေးတယ် 3 နံပါတ် နော် နံပါတ်ကလေး ငါလုံး နောက်ဆုံးကပင်ပါစိပတ်ဝင်ပင် နှလုံးကနှာခေါင်းဂျိတ်နှာခေါင်းဂျိတ်ပင် ရှေ့ဆုံးကရှေ့ဆုံးတစ်လုံးပဲကျန်တော့တယ် စင်ဂျိုနဲ့စိတ်ထိုးနီအကျွဲနှာခေါင်းစိတ်ပင်ကျွဲနှာခေါင်းဂျိတ်ပင် yes ခိုင်နေပါပြီ ဘာကြိုက်လဲထက်ပါကြိုက်တယ်ပြော အဲ့အောက်ထပ်ကိုဆွဲချသေးတယ် မြို့နယ်များနောက်ဆုံးကမြို့နယ်အမေဘာပါဘူးတစ်ကစိတ်ကြီးခဏတော့မြို့ရပါလေ ဖြေရမှာ ဘယ်နှမပြောပါလဲ အဲ့ဒါပါကြိုက်တဲ့နန်းယူ တန်လာဟဲ့ မမြင်လောဖြတ်ခနဲ့ပဲတလုံးပဲလုံးလားရှွတ်နိုးငုံငက် ဝါဝါအိုး မာရလည်းဟဲ့ကြီးနေကြတာ လူကြီးအောင်မရင် ဘောဆို ကဲအဲ့ဒါဒီခါမထပ်ပြရမှာပါ ဟုတ်တယ်လေ ဟဲ့ငါတို့ကအသက်ပဲကြည်တာတွေ့ကြုံနေတယ် အဲ့ဒီလုံးနဲ့မိုက်တယ် ညီပါဘော ဘာရွေးကြမလဲ1 2 တကယ်ချင်းငါတို့ကကိုစားပြုလိုက်မယ်6 ဘာလဲမသိ ခတ်ပြီလားမသိဘူး ဘူးအညာရတာစားတဲ့ များရဲ့ ဘယ် ဟုတ် ကြီးတော့ ပါထရတယ်အဲ့ဟိုကလေးထည့်လိုက်လို့ရတယ်ပြီး ထညက်ဟေးโอเคဒါကတော့โอเคတဲ့တွေ့လားโอเคပြီ โอเคဘာလဲအားဆိုရင် ပထမတစ်လုံးက နောက်ဆုံးတစ်လုံးက နောက်ဆုံးကရက် ရက် ရက်ထန်း ထန်းပါ ရှုထန်းရှု ရှာနာဒါကူ လန်း ကူ ချောင်း အဲ့ ချောင်းမြောင်း တော့ ပထမဆုံးကထန်း နဲ့ ပထမဆုံးကနောက်ဆုံးကထန်းအဲ့ဒါနောက်ဆုံးကညက်ထညက်ဟုတ်တယ်မလား ရက်ထန်း ဒုတိယထန်း ထန်းရက်နောက် ပထမဆုံးတစ်လုံးက ကျွတ်တော့မယ်လွယ်လို့ကျွတ် မြောင်း ကူ ဂျာ ကွေ ဂျာကွေပေါက်ရှု ရောဟာရှာက အဲ့ဘာလဲ ဇာဂျာ စီ ဇီးထညက် စီထညက်အဲ့ဘာပြမလို့ဘာလဲဒီကနေ့အားလုံးနဲ့ပါတော့ ဟုတ်တယ်အောင် အေးလာပြီးနေတာမအောင်တော့မိုင်းပို့စရုပ်သိမရှိဘူး စူးစမ်းရ ခွမ်းမီတော့ဆိုပါပါ မခွမ်းပါဘူးတူရေးရေး ဘော့ကားတွေကလည်းဝင်းညင်မေးတဲ့မိမကြီးနဲ့တူတာတော့ကြည့် နာမည်ကြီးတဲ့နံပါတ်တွေမှာအမွှေး ရ တွေ ကို ထည့် ညာ ထား ရ ရ မိုက်ဟောရတယ် နော် ဟုတ်ကဲ့ အဲ့တော့ကျွန်မအမွှေးမ အမေစိတ်ဆိုးနေရ လုပ်ငန်းသုံးဆက်ပစ္စည်းများ ငါတော့ဆက်ပစ္စည်းရဲ့ ဟာလုပ်ငန်းသုံးဆက်ပစ္စည်းရဲ့ အေးအဲ့ဒါအဲ့ဒါလိုက် အေးဆေးပါ ငါမြင်တော့နော်အေးဆေးပဲတော့နော် ဟိုင်းဘယ်နှလုံးလဲ က ညာတော့စစ်စစ်လေးကရမေးရော ငါးလုံး အားလုံး easy easy နောက်ဆုံးမှဆက်ပါလား ပေါင်းလိုက် easy တဲ့ နောက်ဆုံးမှဆက် ဆက်ပါတယ် ရှေ့ဆုံးက လေးလုံး စိတ်နဲ့တက်လိုက် လေးတက် လေတိုက်တာလေအားလေဆုပ်ဆက်လေဆုပ်ဆက်လားလေဆုပ်အဲ့ဘာလဲ လေးထိုး လေးဆုပ်နီးစက်အဖေလေးဆုပ်
ချင်းချင်းလား Gucci LV လေးစုပ်မှန်တယ် LV ရဲ့ Gucci ရဲ့ Chanel ဘရန် လေးစုပ်ဒီတတိယလုံးကဘာလဲတတိယလုံးကဘာလဲလေးစုပ် မင်းပြန်ကြည့်တော့ လေးစုပ်လေးစုပ် လွယ် လွယ်အိတ်လားကြောပိုးကြောပိုးလွယ်ကြောပိုးအိတ်လေးစုပ်အိတ်နောက်ဆုံးလေးစုပ်အိတ်ဆက်လေးစုပ်အိတ်အိတ်ပိတ်ဆက် အဲ့ရှောင်းလေး ကွတ်တီပဲလေးစုပ်အိတ်ပိတ်ဆက်ဟုတ်တယ်ကွတ်တီပဲပါတယ်လေးစုပ်အိတ်ပိတ်ဆက် မှန်လားဟိုသူကြည့်လိုက်သိရလေ ဟုတ်တယ်လေးစုပ်အိတ်ပိတ်ဆက် မှန်တယ် ပတ်တီပဲပြောလိုက်တာ ကွတ်တီပဲနော်ကွတ်တီပဲပြီးတော့မှမီးနီးပြတာ ဟုတ်လား ဟုတ်တယ်ကွက်တီပဲ အော်လေးစုပ်အိတ်ပိတ်ဆက် အိတ်ကိုပြတာမိုင်းအိတ်ကိုပြ ငါလည်းပြောနေ Chanel LV အဲ့နော် လေးစုပ်အိတ်ပိတ်ဆက် It's correct yes မှန်တယ်โอเค ဒီလေးပါဦး အဲ့ဒီခါလေး အေး ခါလင်းလက်ကဲ လေးပြမှာပါ ပါကြိုက်လဲ 1 4 5 တကယ်ချင်းသူတို့အောင်ရခတ်တာလား7နော် အမလေးရေတတိ 15များ ဘလို့တတိလဲကွယ်တတိကိုတော့လင်းအဲ့လို ဒါရွတ်တာလား ဟိုဘာပြဘလို့မျိုးစေရုံပေါ်ရမလဲမသိဘူးငါးလုံးရှိရေနောက်ဆုံးကတီးပါလားနောက်ဆုံးကတီးပါတယ်ပထမဆုံးတစ်လုံးကအိမ် 3က အိမ်ဒုတိယတစ်လုံးကမာအိမ်ပြော့ အိမ်ပြော့ အိမ်ပြော့ပိန်းနေသည် အိမ်ပြော့ပိန်နေသည်သိ အဝမ်းတော့ချင်ဟိုဘက်တော့ရတော့အမှန်နီနေနောက်ဆုံးတစ်ခုအသက်ပဲ ဟုတ်လားသူတို့နေရာအဲ့မိကုန်းတစ်ခွင်တော့အမြန်ဖြေရ လာ မှာ လာ အေးဒါကတော့ငါတို့ပြည်ပြီးသွားမိပေါ့နော် ဘာရွေးကြမလဲ မအဲ့သူတို့တစ်ခုတည်းကိုပဲသမီးတို့ကဝိုင်းဖြေရမှာနော် ဖြစ်ရမှာ ခေါ်မသိဘူးစင် စုလိုက်လာနည်းနည်းငါပြ အချက်73ပစ္စည်းများ ဆက်ပါမယ်ဆက်နောက်ဆုံးဆက်ကဂျီအေးမြော့ ကျူမြော့ နောက်ဆုံးအရှိဆုံး အေး ဂျီအိမ်ဆက်အိမ်ဂျီ အချုပ်ဆက်အတိုးမွေးအချုပ်ဆက်ဆက် ဂျီ ဂျီ အချုပ်ဆက်ဂျီ ဆက်ကြီးပန်အေးဆက်ကြီးအေး လွမ်း ဆက်ဂျီပဲအေးချုပ်ဆက်ကြီးလုံးရင်ခေါက်လိုက်နော်ကျမ်းမှန်နေလုံးနော် ဟုတ်တယ် လုံးလုံးကို ဒါလည်းသုံးလုံးမှန်တယ်လေ လုံးလည်းနောက်ဆုံးမှမှန်သွား ဟုတ်တယ်လုံးလည်းမှန်နေ စီကတော့ကိုပြန်မိပြီးတော့လင်းက16လုံးအိမ်ဖြစ်သွားတယ် ဆက်ကြုံလုံးအိမ် ဆက်ချုပ်လို့ အဲ့ဆိုရင်နောက်တစ်ခေါက်ထပ်ပြန်ရအောင်မယ် အဲ့ဆိုရင်မမတူနဲ့ဟိုကလည်းမထက် ဖြစ် နဲ့ သွားပြီအပါရပါဖြစ်ကုန်ပြီ ကဲပြန်ရည် ဒီကနေ့တော့လိုက်တာအရင်လေးစက်နေနေတော့ မင်းသမီးတဲ့နဲ့လဲဆိုလေတိတ်ရိုး ဝန်ခဏလာမလို့ လာဘူးဘူးရဲ့ စာရေးကလေး စာရေးကရိယာများတယ် ရပြီနော် ဟုတ်အလုံးကြီးအတွက်အလုံးကြီးအတွက် ပေးတယ် အလုံးကြီးအတွက်အလုံးနဲ့ငါလာနောက်ဆုံးတော့နောက်ဆုံးဖိကတ် မြင်းတာလားမြင်းတာလား ဖုံတာနေဒီချလုံးမြင်စားဒါစားတရားမြင်စားတရားမြင်စားလာဒီတော့ performance ကြည့်ရတော့မယ်ဒီတော့ performance ကြည့်ရတော့မယ် ဟုတ်ပါပြီစားအောင်ကတည်တယ်ရှက်ဟောင်းကြမှာမသိဘူးကွယ် ပုံဆွဲစားဦးလားဘာလားဘောနော် အမြန်ပြတော့လေဒီလားရှုံးပါကြောက်ဘူးလေနော် ဟာ လာပါလုံးနိုင်ပါမင်းသမီးတွေဟာ
အပြိုစင်တချင်းလေးနဲ့ live ဖက်ညီအောင်ကားပြပါရင်တဲ့ဒါမှမဟုတ်ရှုံးသွားတဲ့အဖွဲကနိုင်သွားတဲ့အဖွဲကိုတယောက်ချင်းစီရီးစားစကားပြောတဲ့ပုံစံလေးတယောက်ဆောင်ပြပါရင် အစမပြုတ်ပြုတ်ချင်းမ ကာ ကော း င်း တော့ ဘူး သူကပဲကောင်းတယ် ကဲ ဘယ်ရင်းလဲ ဟာလေတယောက်စစ်တော့ကလား ဟိုတူတူကမှာ လာဘယ်လိုဟဲ့ကုံတော့ဟဲ့အလဲပို့ချာ အဲ့မက မဆုလိုက်လဲပါနေတယ် ဆုလာခက်လက်က မသိဘူးရှောက်တော့ကမလေးသူမလေးသူအချင်းချင်း တချင်းอ่ะ ကစင်နာအဲ့တစ်ချင်းနဲ့ ဘလို့ တို့ က ကဒီနေ့ရေးထားလိုက်ပါလား ငါမပါဘူးလေငါတိုင်းနဲ့အပြူစမောဟို ဆက်လိုက်တာ အပြူစမောဟိုအပြူอ่ะ အပြူကြီး ဟဲ့ကစင်နာကြည့်ရကွတ်တီပဲရှောင်းပြရကစင်နာ တာ promotion ဝေးလေးပြီ ဒါတိုင်းရှိရရှက်လို့ ဘယ်လိုလဲ ရေဝေးဦးမဝေးဝေးကြိုင်လိုက်ခဲ့ပြီ လက်ကြလဲကြည့်ရအောင် ပြောနေမနဲ့ပြောနေ ဘလို့က တို့လည်းပဲ မချစ်ဘူးရဟုတ်လား ချစ်တယ်ချစ်တယ်ချစ်ချစ် ဘယ်နဲ့ကြော်လဲ တော့မသိဘူးလားတော့ပြီပေါ့အဲ့လောက်ဆိုစင်ပြကဘာလေးလားပါလား ညီညီလေးပါညီညီလေး အဲ့လေဒီစင်ကခိုင်းတာ ဟောလာလို့လာလို့ကြရတာ လာဘူးစားတော့ကတူးတချင်းလေးလား အဲ့တော့တရားဘယ်လိုမျိုးလဲ နိုင်ရတော့ဘက်ကနိုင်သွား